ပေမဲ့လေလွမ်းစရာတွေပေးခဲ့ဦးရဲ့ရွှေမျိုးသူလေးရဲ့ကိုတို့ရဲ့ချောင်းသားကလေးစီလာရောက်ရွေးလဲပတ်ကြတယ်ပြောစရာတွေရှိပေမဲ့လွမ်းစရာတွေထားခဲ့ပါတယ်လေပြောစရာတွေရှိပေမဲ့လွမ်းစရာတွေထားခဲ့ပါတယ်လေဒီဝင်ချိန်စီးစားရောက်ရင်တို့တူတို့လည်းပတ်ကြတယ်မင်းကတော့မင်းတို့သွားတယ်ဘယ်လဲကြီးလဲတည်တယ်စင်ရော်တွေလည်းရှိတယ်နောက်တစ်နေ့ဆိုခွဲရတော့မယ်အချင်းလေးတစ်ပုဒ်ကိုစိုးပြမယ်နောက်နေ့လာတော့မမိစေခြင်းနဲ့ပြောစရာတွေရှိပေမဲ့လွမ်းစရာတွေထားခဲ့ပါတယ်လေဒီဝင်ချိန်စီးစားရောက်ရင်တို့တူတူလည်းပတ်ကြတယ်မင်းကတော့မင်းတို့သွားတယ်ဘယ်လဲ